ကဲအားလုံးပဲအခုကြည့်ရှုနေကြတဲ့ဦးစင်းရဲ့တက္ကမတွေဦးစင်းကတော့ဒါအမြဲတမ်း live လွှင့်နေတာတော့မဟုတ်ဘူးနော်။ဘာကြောင့်လဲဆိုတော့တက္ကမတွေကိုအချိန်ကောင်းလေးတွေရွေးပြီးတော့ဦးစင်း live လွှင့်ပေးတာ။ live ပေါ်မှာကလူလေးလူညာလေးပေါ်နေတဲ့အချိန်ခါဖြစ်နေလို့ဦးစင်းတေးသေးချာချာမှားမယ်။အားလုံးကတေးသေးချာချာလေးနားထောင်ကြနော်။ဘာကြောင့်လဲဆိုတော့ဦးစင်းကအခုလက်ရှိမှာကတော့မြန်မာနိုင်ငံမှာမဟုတ်ဘူးနော်။မြန်မာနိုင်ငံမှာကြောင်းထိုင်တာတော့မဟုတ်ဘူးဦးစင်းကမလေးမှာကြောင်းထိုင်နေတာနော်ဒါပေမဲ့အခုချိန်မှာမြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်ခါမလို့နော်ဒီမှာလည်းဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေဟုတ်လားတကယ်တမ်းအခက်အခဲတွေရှိနေကြတဲ့သူတွေ live ပေါ်မှာလည်းဦးစင်း TikTok ကိုဖွင့်ကြည့်လိုက်တာနဲ့တက်လာတာတွေ့ကြတယ်နော်ဘုံကြီးအတူရောင်နေဘုံကြီးလူလိန်တွေကြောင့်အကုန်လုံးဒုက္ခရောက်နေကြလို့ဒါဦးစင်းကတခါတည်းတရားဝင်ချပြပေးတာနော်ဦးစင်းရဲ့အခုရုပ်ပုံကိုတေးရှာကြည့်နော်တေးရှာကြည့်ဦးစင်းရဲ့ရုပ်ပုံတွေကိုယူသုံးနေတဲ့တခါမတွေမြင်ကြမှာပေါ့နော်ဒီလိုလိန်နေညာနေတဲ့ခေတ်ကြီးမှာဦးစင်းအားလုံးကိုအခုကူညီခြင်းလို့အခုလိုမျိုးနော်တားမြစ်ထားတဲ့ကြားထဲရမယ်လို့ဦးစင်းလိုက်လွှင့်တာနော်အခုဆိုလို့ချင်းဦးစင်းကဒါအားလုံးကိုပြောချင်တာကဦးစင်းကမြန်မာနိုင်ငံမှာမဟုတ်တာဖြစ်တဲ့အတွက်ဦးစင်းအားလုံးကိုကူညီနိုင်တယ်ပုံဝင်လင်းလင်းကူညီနိုင်တယ်နော်ဘာကြောင့်လဲဆိုတော့အခက်အခဲတွေရှိနေတဲ့တက္ကမတွေအဆင်ပြေစေခြင်းလို့နောက်တစ်ခုကလည်းအခုအလှရဲ့အတန်းရက်တွေနီးပြီဆိုတော့ကဲအားလုံးပဲတင်းအောင်တင်းနေလေးလှူနိုင်တန်းနိုင်အောင်နေရာအနှံ့ပြားမှာဟုတ်လားတက္ကမတွေကိုစေတနာရှိထားပြီးမေတ္တာရှိထားပြီးတော့ဦးစင်းကဒါချပြပေးတာနော်အခုဒီတစ်ပတ်ထွက်ရှိမဲ့ကဏ္ဍကိုဦးစင်းကူညီပေးမယ်နော်ဦးစင်းကိုတက္ကမတွေကဖုံးဆက်ကြပါဖုံးကိုစောစောလေးကြိုဆက်ပါတွေ့ပြီဆိုတာနဲ့အရင်ဆုံးတွေ့ပြီဆိုတာနဲ့မြင်မြင်လေးဆက်တယ်ဆိုတာကနောက်ပိုင်းရနီးသွားရင်ဖုံးတွေကသူဆက်ငါဆက်နဲ့တက္ကမတွေမရကြမှာဆိုလို့ဒါဦးစင်းကပုံဝင်လေးလေးပြောရခြင်းဖြစ်တယ်နော်အခုဆိုရင်ဒါဦးစင်းအလှလာလောက်တာပါနော်အလှလာလောက်တာမြန်မာနိုင်ငံမှာလှလာလောက်တယ်မလေးမှာကြောင်းထိုင်နေဆိုပေမဲ့ဟာလားဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးကိုမြန်မာနိုင်ငံမှာပဲအဓိကထားပြီးတော့အလှတန်းနဲ့ပတ်သက်ပြီးတော့လည်းအစဉ်ပြေစေခြင်းနဲ့ပြီးတော့လည်းလှတဲ့တန်းတဲ့နေရာမှာလည်းတကယ်တမ်းအခက်အခဲရှိတဲ့နေရာတွေကိုလှခြင်းတန်းခြင်းနော်ဒါပေမဲ့အခုကပြောသလိုမျိုးနော်တက္ကမတွေကအခု live ပေါ်ကဦးစင်းဒီဖုန်းနံပါတ်ကိုတွေ့မှဆိုရင်ဆက်သွယ်ပြီးတော့နော်မြန်မြန်လေးတော့ဦးစင်းကိုဆက်သွယ်ကြနော်